ပြန်မလာနဲ့ငါကောင်ဒီနိုင်ငံဟာဖျားမမြင်နိုင်အောင်မာနက်ဖွက်ထားတဲ့အရက်ပါကွာစီတန်းစီစန်တန်းစီဓာတ်စီတန်းစီရတဲ့ဘဝရုံထွက်ဖို့ပတ်စပို့ရုံမှာတန်းစီရတယ်လက်ဖွားအရွယ်စာအုပ်နီလေးမှာလေယာကျွဲနွားအိမ်ဝိုင်းစာချုပ်ထည့်ထားတယ်နေပြန်တို့လပြန်တို့နှစ်ပြန်တို့တွေထည့်ထားတယ်လက်ဖွားအရွယ်စာအုပ်လေးထဲမှာအဖေရဲ့မျှော်လင့်ချက်တွေရှိတယ်အမေရဲ့မျက်ရည်တွေရှိတယ်နောက်ပြီးအချစ်လက်ဖွားလေးလှုပ်ခဲ့ရတာရှိမယ်ပီဗီနဲ့သွားပီဂျေနဲ့သွားရောက်ဖို့ကအရေးကြီးတယ်သွားငါကောင်နောက်ပြန်မကြည့်နဲ့ခက်ပြက်လှမ်းငါကောင်ငါတကယ်ချင်းနိုင်ငံခြားသွားမယ်နေရသူ့အမေဟာအိမ်အောက်ကမြေကြီးကလေးကိုကောက်ထမင်းအထက်စင်နဲ့ထုတ်လို့ဘယ်ရက်ဒေတာရောက်ကို့မြေမှာနေသလိုသဘောထားမင်းအမေရဲ့ဇာတိမှန်ကိုနားလေပါရဲ့တို့ပေမဲ့လည်းဒီမြေမှာတန်းတာစရာဘာရှိလို့လဲဘယင်ဖြစ်ရှင်တဲ့သူတွေအပေါ်ဆုံးကဒီနိုင်ငံမင်းမဲ့စရာအများဆုံးကဒီနိုင်ငံဓာတ်ကြိုးတွေအရှုပ်ဆုံးကဒီနိုင်ငံမီးမလင်းဆုံးကဒီနိုင်ငံညောင်စေးလောက်လျှက်စစ်မီရပြီးတော့ညောင်ပင်ကြီးလောက်မီတာကဆောင်ရတဲ့နိုင်ငံကို့အသက်ကိုဖက်နဲ့ထုံရင်းနဲ့ငါသေးချာမှားလိုက်မယ်ပြန်မလာနဲ့ငါကောင်တခါတလေရွှေတကုံပကံအင်းလေးမုံရွာထုံးမုံဟာလဝါကိုလည်းလွမ်းကျင်လွမ်းပုံပြန်မလာနဲ့ငါကောင်ပိုင်ရှင်မဲ့လောင်းနေမိဘမဲ့ကလေးတွေလက်တယ်မပေါ်တဲ့ရာဇဝဲမှုတွေနတ်နဂါဘူးကတ်သူတွေမိဘိုင်မှာတောင်းစားသူတွေအလွန်ပေါ်တဲ့နိုင်ငံတန်းငွေနဲ့လျှက်စစ်ကိုတရုတ်ပြည်ကိုရောင်းပြီးတော့တရုတ်ထုတ်တဲ့ဘက်ထရီနဲ့အင်ဗာတာကိုပြန်ဝယ်ရတဲ့နိုင်ငံမှာနောက်ဆိုရင်ထိုင်းတနက်ခါကိုငါတို့ဝယ်ရတော့မယ်ထိုင်းတကြံဟာလဲယူနက်စကိုအမွေနဲ့စည်းရင်းတွေကိုဝင်သွားပြီဖြစ်နိုင်ရင်တန်လွေမြင့်နဲ့အေအော်ရီမြစ်ကိုတောင်းနောက်ပြန်စီးခိုင်းခြင်းနဲ့အိန္ဒိယနိုင်ငံတွေကြားငါတို့ကလည်းတူနာငါလို့တလွာချင်းဖယ်စားခံနေရတယ်ပြန်မလာနဲ့ငါကောင်ဒုက္ခတွင်နဲ့ပြန်လာမဲ့အစာပြည်ပမှာပြားလို့ရှာချလို့စုပြီးမိသားစုကိုထောက်ပံ့ပြန်မလာနဲ့ငါကောင်ဒီဖုံးဆုံးမြေဟာဘယ်မီးပဲလှုံမနှွေးတဲ့အရက်ဘယ်ပန်းဆိုင်မမွေးတဲ့အရက်ကွာဒီနိုင်ငံဟာဖျားမမြင်အောင်လို့မာနဲ့ဖွက်ထားတဲ့အရက်ပါကွာအီစာကိုရေးသားထားတဲ့စာရေးဆရာစန်းကျော်စွာဝင်းကိုလည်းလေးစားစွာဖြင့် credit ပေးပါတယ်ခင်ဗျာ